Assalamualaikum warahmatullahi wabarakatuh ယခုကျွန်တော်တို့ဘာကာဂျာဒီမြန်မာအဖွဲ့ကမြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ imagine ညီနောင်များတုံးဆောင်နိုင်ဖို့ရန်အတွက်ထမင်းဘူးတွေနဲ့အေးဘူးတွေဝေငှပေးမှာဖြစ်ပါတယ်ရာသီဥတုအရန်ပူတဲ့ပုံမှာကျွန်တော်တို့အေးဘူးတွေကိုလည်းစီစဉ်ပေးလိုက်တာဖြစ်ပါတယ်ပုံစံနှုန်းတွေအများကြီးအကျက်တဲဖြစ်နေတဲ့ပုံမှာမိမိတို့ရဲ့စီးပွားရေးတွေမှာလည်းလူတွေအားလုံးအခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်ဒါကိုကျွန်တော်တို့တစ်ဖက်တစ်လမ်းကနေကိုညီတဲ့အနေနဲ့ဘာကာဂျာဒီမြန်မာအဖွဲ့ကနေပြီးတော့မှအစားအသောက်များကိုဝေငှပေးတာဖြစ်ပါတယ်လူရန်ပေးတဲ့မိတ်ဆွေများအားလုံးကိုလည်းအလရှင်အထူးလက်ခံကပ်ပြုတော်မူပါစေဒီထက်မကနောက်ထပ်များစွာလူရန်နိုင်တဲ့တောက်ပြီးအလရှင်ချင်းမြပေးတော်မူပါစေအစ္စလာမ်အလိုင်ကွမ်ဝါရာဟ်မတ်တူလာဟ်ဝါဘရာကာတူ